Hello မင်္ဂလာပါဒီနေ့တော့ဒီပါလားသွားဖို့အစီအစဉ်တော့မစွဲတာဘူးပေါ့နော်အခုဆိုရင်မနက်9:00နာရီရှိနေပြီမိုးလေးအုံနဲ့ဟိုစားပြက်လဲဆိုတော့ရာသီဥတုလေးကကိုယ်ပဲပါတယ်ဆိုတော့ချုံပူလီဘက်ကိုတစ်ချက်တလဲပေါ့နော်ချုံပူလီစီလာချားဒီဖျားတောင်လဲပါလားခောက်တက်ပက်အဲ့ဒီတစ်ချက်တလဲပါပေါ့နော်ဘာလဲမန္တရာတွေအတစ်ပြန်လောက်တာလဲဆိုတော့တစ်ခေါက်တော့ရောက်ဘူးလေရင်တော့ဆိုရင်မန္တရာတဝက်ပဲပေါ့နော်အခုကျအပြည့်ပဲဟိုဘက်ထိပ်ဒီဘက်ထိပ်အပြည့်ပဲဆိုတာတလဲကြီးမိုးရေးလေးနဲ့ဆိုတော့ချက်သွားလိုက်မယ်โอเคခုဆိုရင်ဒီဘာလားဘာနာချုံပူလီလမ်းပဲပေါ့နော်အဲ့ဒီလမ်းအတိုင်းပဲတော့အထက်ဝင်ပါအောင်အများကြီးမဟုတ်ပါဘူး80 90ပုံမှန်ဖြူအေးစေးလေးမောင်းသွားတော့နော်ကြည့်ပါဦးညာတွေတို့တာရလို့ပဲရှင်းလင်းခုဆိုရင်ဒါနံပါတ်9ပါလားhighway လမ်းကြီးကိုကြော်တော့ခုံးကြော်သလားကြီးပေါ်မှာတက်ပြီးစေကိုဆက်သွားတယ်နော်စေနာလဲရောက်အိုးမမောင်မဲကြတိတ်လိုက်ရောအိုးမမောင်ကြီးနဲ့လက်သုံးနေပြီပေါ့နော်ဘယ်လိုလဲနောက်ဆုံးတော့မလွတ်တော့ဘူးမုကကြီးညို့လဲရတာပေါ့နော်အမြန်လဲဆက်သွားတာပေါ့နော်ရောက်ကနေကြမှာပဲဘူးကပူကြီးသွားတယ်ရောက်တော့မှာပေါ့အစိတ်ကြရင်ရောက်မှာပေါ့နော်လောင်းမကြတော့ဆိုရင်နောက်တော့5မိနစ်လောက်ဆိုရင်ရောက်မိုးပူကြီးတယ်တော်တာသွားပြီးလို့ဖျားတောင်လာရောက်ကနေမှမိုးတွေကရွာတယ်ဖျားတောင်လာရောက်တော့မိုးကဆယ်ရွာတော့ချက်ဒီစီတော့ကိုဆိုဖျားတောင်လမ်းထဲကိုရောက်နေမရောက်တကယ်မရောက်ဘူးလေးကြရတယ်လားလေတပ်ပုံရတဲ့နေရာတွေလည်းအများကြီးပဲလို့လလေးပေါ့လေကြပါလို့ရောက်ပြီပေါ့နော်ရတောင်တော့ရောက်ပြီမင်းတို့စားမလို့ဒီကြောင်ဖုံးကြောင်လို့နော်ဒီဖုံးကြောင်ရောက်လာခဏနေတောင်ပေါ်မတက်ခင်ခဏလေးတော့စားအောင်ဟုတ်ပါဖုံးတော့ကြောင်ဖုံးကြောင်လဲ好这边好ဖုံးတစ်ဖက်မလဲရတယ်လေ
လမ်းမှာတော့ရာရီလူတာရတယ်ကိုယ်ပဲပါတော့ဒီလည်းရအောင်ဦးရီရွာကြတယ်ဒီထရွာတော့မိုးလာဘယ်လိုလဲကန်ကောင်းပါလေအောင်မတက်ကန်ရမိုးကတိုက်ဘူးတောက်လျှောက်ပဲတောင်ပေါ်ကစင်တဲ့တေးကိုမိုးမရွာတော့ကန်ကောင်းတယ်လို့ပြောမိုးအောင်နေနေပဲတက်ရတာပေါ့နော်ကျင်းစားတယ်တယ်လို့ရတယ်ဒီကားလည်းတော်တော်ဒီလမ်းလည်းလမ်းကတော့ပြပြလေးတာဒီကားကမမကြီးလမ်းကတော့ပြပြနဲ့ကွေ့တမ်းမလမ်းဆောင်မရမှာရဲလေအန်ဒီရောလဲနေဆောင်ပြရဆောင်မြေဦးလေဝေးကြတယ်ဟုတ်ကောဟောလဲကြတယ်မျိုးလေးဒီမြောက်ဒီဘက်ထဲတဝမ်းနဲ့ဒီဘက်ထဲဝယ်မမှန်ဝါဟိုးထိုင်ရနေဒီဖျားထိုက်ဒီကိုမှန်လောက်လာစီပြောပါရဲ့အမဖျားကတော့မနော်မပန်းနဲ့မွေးလိုက်နေယူပါလားမာလူငွေထဲလိုက်လူငွေထဲပြရမှာဖျားပန်းတစီမွေးတဲ့တစီယူပြပါနော်ကတော့တော့သူစင်နာစီတော့ထဲလို့ရတယ်နော်ဒီဟိုလာလုံငွေရတရားပဲထဲ20ပဲထဲပေါ့နော်အဲ့လိုမျိုးရကတော့ပြန်စင်းပေါ့နော်စင်းလေကားတဲ့သူတို့သိချပြန်လောက်တာလေဟိုတစ်ခေါက်လာတော့လေကားတန်တာအားပဲရှိတယ်လေဘာတေးကြလောက်တာဟုတ်တယ်ဒါနဲ့စင်းလာတေးကြပဲလာပပမဈေးဆိုင်နေလဲဈေးတယ်ဗောနော်ဒီကတက်လာပြီးမော်လို့စင်းဒီမှာအေးလေးပါလေးဝယ်တောက်လို့ရတယ်ဗောသူစင်းနဲ့လမ်းပါပဲရှိတယ်အမဈေးတော့ကြီးမှာပေါ့အောက်ထပ်ဆိုင်ဈေးနည်းနည်းကြီးမှာပေါ့ဒါတော့အပေါ်ယူတင်လာရတယ်ဆိုတော့အဲ့လိုဆင်းတဲ့လေကားရောက်ပြီပေါ့ရန်နေစားခြင်းပါပြီ5မိနစ်လောက်ဆင်းလာတယ်အောက်ရောက်လာပြီနော်ဒီဘက်ကနေနေလည်းပဲဟောပြန်တော့မယ်အဲ့လုံးနေပြင်စင်နေပြီပေါ့အဲ့ဆိုင်ငယ်နဲ့တော့လာရမိုက်တယ်ဟိုဝင်ကျင်တဲ့နေရာဝင်လို့ရတာပေါ့ဘိုင်နောက်ဗီဒီယိုကြရင်ပြန်ဆောင်မယ်နော်ဘယ်လိုလဲ